ဘီဘီလေးတွေနာစီးနာပိတ်ဖြစ်လို့အသက်ရှူရကြက်နေလို့အရန်စိတ်ညစ်နေပြီလားအဲ့ဆိုရင်တော့ဒီလိုမျိုးနာဖျက်ဆေးလေးတစ်ပူတော့စောင့်ထားသင့်ပါတယ်ရှင်သူ့ရဲ့အသုံးပြုပုံလေးကကြတော့ဒီလိုမျိုးဘူးချူထောင်လေးနဲ့လာမယ်ဒီလိုမျိုးလေးဒီအဖုံးလေးကိုဖွင့်ပြီးတော့ဒီလိုမျိုးအခါနှာခေါင်းရဲ့နီးစပ်ရလေးဖြန့်ပေးလိုက်ရင်တော့အရန်ကိုအဆင်ပြေပါရှင်အဲ့တော့မမေတို့လည်းစိတ်ညစ်စရာမလိုတော့ဘူးညဘက်တွေလည်းအရေးပြစ်စရာမလိုတော့ဘူးဒါလေးတစ်ခုရှိအောင်နဲ့ဘီဘီလေးအတွက်အရန်ကိုစေးဖြစ်ပါတယ်ရှင်ဈေးနှုန်းအဖြစ်ဆိုရင်တော့သူက9100ကျပ်ပဲရှိပါတယ်ရှင်ဒီလို quality ဒီလိုပစ္စည်းလေးကို9100ကျပ်နဲ့ရတာအရန်ကိုတန်နေပါပြီရှင်ဒါကြတော့အရေးတစ်ခေါက်ထဲကဝင်လာတဲ့ဈေးနှုန်းလုံးဝမတက်သေးပါဘူးဒါလေးတွေဆက်သွယ်မှချင်းနေဆိုရင်တော့ဇာဂျီတို့ရဲ့ online ဖုန်းနံပါတ်98982343တလုံး09444688 Viber နံပါတ်ကနေလည်းအခုချင်းဆက်သွယ်မှယူလို့ရပါပြီရှင်တကယ်လို့ဆိုင်ကိုကိုနိုင်ကိုကြားလာရောက်ဝယ်ယူချင်နေဆိုရင်တော့ဇာဂျီတို့ရဲ့ online ဆိုင်ရာကြတော့ယူဇနာပလာဇာအနောက်ဘက်ကဝင်လာလိုက်တာနဲ့ဝေပေါင်း7ကနေတက်တန်းဝင်လာလိုက်တာနဲ့ရွှေမယ်တစ်ဖက်ကြီးဆိုင်ဆိုတာတွေ့ရပါလိမ့်မယ်အန်လန်ရဲ့အနောက်ဘက်မှာပထောင်လဲဆိုတာရှိတယ်ဒီလမ်းနဲ့ဝင်လာလိုက်တာနဲ့ဇာဂျီတို့ရဲ့ online ဆိုင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်ဘီဘီလေးကလည်းနာစီးနာပိတ်အရန်ဖြစ်နေတယ်မိမိကိုယ်တိုင်လည်းလာလို့မအားဘူးဆိုရင်တော့ဇာဂျီတို့ရဲ့ online fiber ဖုန်းနံပါတ်2ခုကနေအခုပဲဆက်သွယ်မှယူလို့ရပါပြီရှင်